မြန်မာနိုင်ငံဟာကမ္ဘာကအတိမတ်ပြုထားရတဲ့ဇီဝမျိုးကွဲတွေပေါ်ကျွယ်ဝရာ Biodiversity Hotspot နယ်မြေတစ်ခုပါဆယ်စုနှစ်များစွာကြာအောင်ပြင်ပနဲ့လှမ်းဝေးခဲ့တာကြောင့်အာရှတိုက်ရဲ့မူလလက်ဟောင်းတစ်တောဂေဟစနစ်တွေဟာဒီမြေပေါ်မှာအကောင့်တိုင်းကျန်ရှိနေပါသေးတယ်နိုင်ငံရဲ့48%ကျော်ကိုတစ်တောတွေကလွှမ်းခြုံထားပြီးဒါဟာရှေ့တောင်အာရှကျွန်းဆွယ်ဒေသမှာအမြင့်ဆုံးပမာဏလည်းဖြစ်ပါတယ်ဒီမြေရဲ့ထူးခြားတဲ့သတ္တဝါတွေထဲမှာမျက်မှန်ကွင်းစွတ်မြောက်လို့ခေါ်တဲ့ Dusky Leaf Monkey တွေကထိတ်ဆုံးကပါသူတို့ဟာအစာအိမ်အလွန်ကြီးမားတာကြောင့်တစ်နေ့ကိုသူတို့ကိုယ်အလေးချိန်ရဲ့အချိုးအစားလိုက်အစာ2 ကီလိုဂရမ်လောက်ထိစားသုံးကြပါတယ်အကောင်ပေါက်လေးတွေရဲ့လိမ္မော်ရောင်ဖြစ်နေရခြင်းဟာတစ်တော်ထဲမှာမိခင်ဖြစ်သူကအလွယ်တကူမြင်နိုင်ဖို့နဲ့အခြားအုပ်စုဝင်တွေကပါဝိုင်းဝန်းစောင့်ရှောက်နိုင်ဖို့ဖြစ်ပါတယ်ဒီမြောက်တွေဟာတစ်ပင်တစ်ပင်ကနေတစ်ပင်ကိုမီတာ150ကျော်ထိလောက်လွဲစီးသလိုခုန်ကူးနိုင်စွမ်းရှိကြပါတယ်အင်းလေးကန်ဟာ UNESCO ရဲ့ဇီဝအဝန်းဝိုင်းနယ်မြေတစ်ခုဖြစ်ပြီးရေပျော်ငှက်တွေအတွက်အချက်ချာကျတဲ့နေရာပါခရုစုံငှက်တွေရဲ့ထူးခြားတဲ့နှုတ်သီးဟာအစာကိုဖမ်းဖို့ထက်ခရုခွန်အတွင်းထဲကအသားကိုကျွမ်းကျင်စွာဆွဲထုတ်ဖို့ဒီဇိုင်းထုတ်ထားတာပါအတိုက်ဆောက်တဲ့အခါအထီးတွေကသူတို့ရဲ့ကျွမ်းကျင်မှုကိုအမားတွေရှေ့မှာထုတ်ပြပြီးလူပြိုလှဲ့လေရှိပါတယ်အတိုက်တွေကိုတစ်ခုနဲ့တစ်ခုကက်ရက်ဆောက်လေရှိကြပြီးအုပ်စုလိုက်နေထိုင်ကြပါတယ်မြန်မာနိုင်ငံရဲ့တောနက်ထဲမှာခမည်းတော်မထင်မှတ်ထားတဲ့တတ္တဝါတွေရှိနေပါသေးတယ်အာရှဖြန်နွားလို့ခေါ်တဲ့ Asian တိတ်ပါတွေပါသူတို့ကိုကြည့်ရင်စင်နှမောင်းပါတဲ့ဝက်နဲ့တူပေမဲ့တကယ်တော့မြင်းနဲ့ကြက်မျိုးနွယ်စုဝင်ဖြစ်ပါတယ်အမြင်အာယုံအလွန်အားနည်းပေမဲ့အကြားအာယုံနဲ့အနက်အာယုံကတော့အင်မတန်ကောင်းမွန်ပါတယ်ပဇွန်စာငှက်လေးတွေဟာ1မိနစ်ကိုနှလုံးခုန်နှုန်း1200အထိရှိနိုင်ပြီးနောက်ပြန်တန်းနိုင်တဲ့ကမ္ဘာတစ်ခုတည်းသောငှက်မျိုးစိတ်ပါမြောက်မျက်နှာနေတွေရဲ့အုပ်စုထဲမှာအစဉ်အတန်းခွဲခြားမှုကအရန်ပြင်းထန်ပါတယ်အုပ်စုကို Alpha လို့ခေါ်တဲ့ခေါင်းဆောင်အထီးကထိန်းချုပ်ထားပါတယ်မြောက်မျက်နှာနေတွေဟာသူတို့အုပ်စုတွေကရင်သွေးလေးတွေထိခိုက်ဒဏ်ရာရတဲ့အခါအပြန်အလှန်နှစ်သိမ့်ပေးတတ်တဲ့ကိုချင်းစာစိတ်ရှိကြောင်းလေ့လာတွေ့ရှိရပါတယ်မြန်မာနိုင်ငံဟာ135မျိုးသောတိုင်းရင်းသားတွေတင်မကပဲငှက်မျိုးစိတ်1000ကျော်နဲ့နို့တိုက်သတ္တဝါရာပေါင်းများစွာအတူရှင်တွဲရှင်သန်နေတဲ့ရွှေရောင်မြေဖြစ်ပါတယ်လူသားတွေရဲ့နေထိုင်မှုနဲ့သဘာဝတောရိုင်းတိရစ္ဆာန်တွေကြားကဒီလိုဟန်ချက်ညီညီရှိနေမှုဟာကမ္ဘာပေါ်မှာရှားတဲ့အလှတရားတစ်ခုပဲဖြစ်ပါတယ်